တာတေမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာသူရောက်နေတဲ့နေရာကပုံမှန်မဟုတ်တော့ဘူးအေးဆက်တဲ့တိမ်တွေကြာမှာအနက်ရောင်အိမ်ကြီးတစ်လုံးရက်နေတယ်အိမ်ပတ်လည်းမှာလေတိုးစံတွေတိုးကြားနေရပြီးမိခိုးတွေလက်ပတ်နေတယ်တာတေရင်ထဲမိသက်မသားဖြစ်လာတယ်ဒီနေရာကလူနေတဲ့နေရာမဟုတ်ဘူးလို့သူတိုးပြောလိုက်တယ်အိမ်ထဲကိုဖြည်းဖြည်းဝင်သွားတဲ့အချိန်မှာနေရန်ပေါ်မှာပုံတွေအများကြီးချိတ်ထားတာတွေ့ရတယ်အဲ့ဒီပုံတွေထဲမှာရွာကပျောက်သွားတဲ့လူတွေအားလုံးပါနေတယ်တချို့ကတာတေတိတဲ့သူတွေတောင်ထိနေတယ်ဒါပေမဲ့ပုံတပုံကိုမြင်လိုက်တဲ့အချိန်မှာသူရက်သွားတယ်အဲ့ဒီပုံထဲမှာသူကိုယ်တိုင်ရက်နေခဲ့တယ်အဲ့ဒီအချိန်မှာနောက်ကနေအတန်တစ်ခုထွက်လာတယ်ဒီအိမ်နဲ့ဝင်လာတဲ့သူတိုင်းပြန်မထွက်နိုင်တော့ဘူးတာတေလက်ကြည့်လိုက်တော့တိမ်စီးတရေကြီးရက်နေတယ်သူ့မျက်နှာကိုတိမ်မဲတွေဖုံးထားပြီးမျက်လုံးနှလုံးမဲအနီရောင်တောက်နေတယ်တာတေနောက်ကိုဖြည်းဖြည်းဆုတ်သွားတယ်ရုတ်တရက်နေရန်ဘောကပုံတွေလှုပ်လာတယ်ပြီးတော့ပုံထဲကလူတွေတဖြည်းဖြည်းထွက်လာကြတယ်သူတို့မျက်နှာတွေမဲနက်နေပြီးမျက်လုံးမရှိကြဘူးငါတို့နဲ့အတူနေပါဆိုတဲ့အတန်တွေတပြိုင်နက်ကြားလာတယ်တာတေကြောက်ရွံ့စွာနောက်ကိုဆုတ်သွားတယ်အဲ့ဒီအချိန်မှာတကားကြီးပွင့်ထွက်သွားပြီးမဖဲဝါဝဲလာတယ်သူ့လက်ထဲမှာအလင်းရောင်ထွက်နေတဲ့မှန်ဝိုင်းတစ်ခုကင်ထားတယ်တာတေမြန်မြန်လားလို့မဖဲဝါအော်လိုက်တယ်ဒါပေမဲ့အပေါ်ဆုံးထပ်ကနေကြောက်စရာကောင်းတဲ့အတန်ကြီးတစ်ခုထွက်လာတယ်တကားပွင့်သွားပြီး